အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Movie Knowledge Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေအသေးတရားရနဲ့ကြည့်ရှုရမယ်အင်ဒိုနီးရှားရဲ့နာမည်ကျော်တရက်ပြည်မှာကြီးထက်ဖေကိုရဲ့စကားသစ်ဖြစ်တဲ့ Tefego Babe Amis 2X ဆိုတဲ့စကားလေးကိုရီကပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစကားဟာအင်ဒိုနီးရှားရဲ့နာမည်ကြီးတရက်စကားတွေကတကားဖြစ်ပြီးကြည့်ရှုသူတွေကိုထိတ်လန့်တုန်လှုပ်စေမယ့်အခန်းတွေအပြင်ဝမ်းနည်းစရာကောင်းတဲ့အချစ်ဇလန်းလေးလည်းပါဝင်နေတာမို့လို့တကယ့်ကိုထူးခြားတဲ့စကားတကားလို့ပြောရမှာပါဇလန်းလေးကတကယ့်ကိုရင်ထိတ်ထိတ်နဲ့ကြည့်ရမှာမို့လို့အဆုံးထိကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe မလုပ်ရသေးရင် subscribe လုပ်ထားပေးကြပါဦးနော်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲဇလန်းလေးကိုအသေးစိတ်ဆက်လိုက်ရအောင်ဇလန်းအစမှာတော့1980ပြည့်လွန်နှစ်တွေစီကိုခေါ်ဆောင်သွားမှာပါအဲ့ဒီအချိန်တုန်းကအင်ဒိုနီးရှားနိုင်ငံရဲ့ကျေးလက်ဒေသတစ်ခုမှာအောက်လန်းပညာတွေကျင်းစာတွေဟာအရန်ကိုခေတ်စားနေခဲ့တာပေါ့ကျွန်တော်တို့ရဲ့မင်းသမီးကျော်လေးထဲဖဲဝါနဲ့သူ့ရဲ့ချစ်သူခါရီထားတို့ကိုစတင်တွေ့မြင်ရမှာပါသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အသက်ထက်မကချစ်ကြပြီးမကြခင်မှာလက်ထပ်ဖို့အထိရည်မှန်းထားကြတဲ့ချစ်သူတွေပါခါရီခါဟာရွာထဲမှာနာမည်ကျော်နပန်းသမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့တမထွားချိုင်းနဲ့ကိုခန္ဓာနဲ့ကျွမ်းကျင်တဲ့နပန်းပညာကြောင့်ရွာသူရွာသားတွေရဲ့အားကိုးခြင်းကိုခံရသူပေါ့ဒီနေ့မှာတော့ရွာထဲမှာနပန်းပွဲတစ်ခုကျင်းပခဲ့ပါတယ်ခါရီခါဟာထုံးစံတိုင်းပဲပြိုင်ဘက်တွေကိုအနိုင်ယူပြီးစုအဖြစ်စိတ်တကောင်ကိုရရှိခဲ့ပါတယ်ဒီစိတ်လေးကိုကြည့်ပြီးထဲဖဲဝါနဲ့ခါရီထားတို့နှစ်ယောက်ဘလောက်တောင်ပြောနေကြတယ်လဲဆိုတာသူတို့ရဲ့မျက်နှာလေးတွေကိုကြည့်ရင်သိနိုင်ပါတယ်သူတို့ဟာဒီစိတ်ကိုရောင်းပြီးရလာတဲ့ပိုက်ဆံနဲ့သူတို့ရဲ့မင်္ဂလာဆောင်ကိုခန်းခန်းနားနားကျင်းပဖို့စိတ်ကူးရင်နေကြတာပါမြခင်ပြင်ကျဲကြီးထဲမှာသူတို့နှစ်ယောက်စကားတွေပြောရင်အနာဂတ်အတွက်အစီအစဉ်တွေဆွဲနေကြတာကိုကြည့်ရတာတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်ဒါပေမဲ့ဒီကြည်နူးစရာကောင်းတဲ့အချိန်လေးတွေဟာမုန်တိုင်းမလာခင်ငြိမ်သက်နေတဲ့အချိန်လေးတွေပဲဖြစ်နေခဲ့ပါတယ်သူတို့ရဲ့ပျော်ရွှင်မှုတွေဟာကြာရှည်မခံဘဲမကြခင်မှာပဲကံကြမ္မာဆိုးတွေကသူတို့စီကိုရောက်ရှိလာတော့မှာပါအဲ့ဒီအချိန်မှာပဲထဲဖဲဝါရဲ့အိမ်မှာတော့ပြဿနာကြီးတစ်ခုတက်နေပါတယ်ခဲဖဲဝါရဲ့အဖေဟာလောင်းကစားမှာအကြီးအကျယ်ရှုံးနေသွားခဲ့ပြီးရွာမှာအချမ်းသာဆုံးနဲ့တားစာရှိဆုံးဖြစ်တဲ့ Resi Oriosi မှာကျွေးမြီတွေအများကြီးတင်နေခဲ့တာပါဒီကျွေးတွေကိုမဆက်နိုင်ရင်သူတို့ရဲ့အိမ်နဲ့လယ်ကွင်းတွေကိုပါတင်ဆက်ခံရတော့မယ့်အခြေအနေကိုရောက်နေပါပြီ Resi Orio ရဲ့လူမိုက်တွေဖြစ်တဲ့အယောင်နဲ့သူ့အဖွဲ့ဟာထဲဖဲဝါတို့အိမ်ကိုရောက်လာပြီးကျွေးမြီတွေကိုအတင်းကျပ်တောင်းဆိုကြပါတယ်ထားရိခကသူရထားတဲ့စိတ်ကိုအပေါင်ပေးပြီးအချိန်ဆိုင်ဖို့စူးစမ်းခဲ့ပေမဲ့လူမိုက်တွေကတော့ဒါကိုဂရုမစိုက်ကြပါဘူးသူတို့ကထဲဖဲဝါရဲ့အဖေကိုချင်းချောက်ပြီးရက်ဆက်စွာပြုမှုခဲ့ကြပါတယ်ဒါကိုမြင်တဲ့ထဲဖဲဝါတယောက်ဘလောက်တောင်စိတ်မကောင်းဖြစ်ပြီးကြောက်လန့်နေမလဲဆိုတာစဉ်းစားကြည့်ုံနဲ့သိနိုင်ပါတယ်အဲ့ဒီနောက်မှာတော့ Resicular ကိုယ်တိုင်ထဲဖဲဝါကိုမြင်သွားခဲ့ပြီးသူ့ရဲ့စိတ်ထဲမှာမကောင်းတဲ့အကြံစီတွေစတင်ပေါ်ပေါက်လာပါတော့တယ်ဘာလို့လဲဆိုတော့ထဲဖဲဝါရဲ့အဖေဟာလောင်းကစားမှာအကြီးအကျယ်ရှုံးနေသွားခဲ့လို့ပါပဲအဲ့ဒီကျွေးမြီတွေကြောင့်သူတို့ရဲ့အိမ်နဲ့လယ်ကွင်းတွေကိုပါဆုံးရှုံးရမယ့်အခြေအနေကိုရောက်သွားခဲ့ပါတယ်ဒီကျွေးတွေကိုတောင်းဖို့ရောက်လာတာကတော့ရွာမှာအချမ်းသာဆုံးဖြစ်တဲ့ Resi Orio ရဲ့လူမိုက်တွေပါပဲထားရိခကသူရထားတဲ့စိတ်ကိုအပေါင်ပေးပြီးအချိန်ဆိုင်ဖို့စူးစမ်းခဲ့ပေမဲ့အခြေအနေကထင်တလောက်မလွယ်ကူခဲ့ပါဘူး Resi Orio ဆိုတာကတော့ပိုက်ဆံချမ်းသာပေမဲ့သားသမီးမထွန်းကားတဲ့သူတစ်ယောက်ပါသူ့ရဲ့ပထမဇနီး Bevoy Saya ဟာသူ့အတွက်အမွေဆက်ခံမဲ့သားသမီးမပေးနိုင်ခဲ့ပါဘူးအဲ့ဒီတော့ Resi Orio ကထဲဖဲဝါကိုမြင်မြင်ချင်းဆွဲလန်းသွားပြီးကျွေးမြီတွေအားလုံးကိုကြေးအေးပေးမဲ့အပြင်ထဲဖဲဝါကိုသာသူ့ရဲ့ဒုတိယဇနီးဖြစ်ပေးစားမယ်ဆိုရင်အားလုံးအဆင်ပြေသွားမယ်လို့ကန့်လန့်ခဲ့ပါတယ်ထဲဖဲဝါရဲ့မိသားစုမှာတခြားရေးချယ်စရာမရှိတော့တာကြောင့်ထဲဖဲဝါဟာသူ့ရဲ့ချစ်သူခါရီခါကိုဆွန့်လွတ်ပြီး Resi Orio နဲ့လက်ထပ်ဖို့သဘောတူလိုက်ရပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့ခါရီခါတယောက်ဘလောက်တောင်ရင်ခွဲသွားမလဲဆိုတာစဉ်းစားကြည့်ုံနဲ့သိနိုင်ပါတယ်မင်္ဂလာဆောင်နေ့မှာတော့အရက်မူးနေတဲ့ခါရီခါဟာမင်္ဂလာပွဲကိုဖျက်ဆီးဖို့စူးစမ်းခဲ့ပေမဲ့ Resi Orio ရဲ့လူတွေကသူ့ကိုဖမ်းဆီးပြီးရက်ရက်ဆက်ဆက်ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်ခဲဖဲဝါကခါရီခါရဲ့အသက်ကိုချမ်းသာပေးဖို့ငွေလိုတောင်းပန်ခဲ့ရပြီးခါရီခါကိုမတက်ဘူးဆိုရင် Resi Orio ရဲ့အလိုကျနေထိုင်ပါမယ်လို့ကတိပေးလိုက်ရပါတယ် Resi Orio ရဲ့အိမ်တော်ကိုရောက်သွားတဲ့ထဲဖဲဝါဟာမကြခင်မှာပဲကိုဝင်ရှိလာခဲ့ပါတယ်ဒါကိုသိသွားတဲ့ပထမဇနီး Bevoy Saya ဟာမနာလိုဝန်တိုမှုတွေအကြီးအကျယ်ဖြစ်လာပါတော့တယ်အကယ်၍ထဲဖဲဝါသားလေးမွေးဖွားပေးလိုက်မယ်ဆိုရင်သူ့ရဲ့နေရာဟာပျောက်ကွယ်သွားတော့မယ်လို့သူကယူဆနေတာပါဒါကြောင့် Bevoy Saya ဟာထဲဖဲဝါကိုဖယ်ရှားဖို့အတွက်တွေးလို့ခေါ်တဲ့အောက်လန်းဆရာတယောက်စီကိုတွားရောက်အကူအညီတောင်းပါတော့တယ်စပိုင်းမှာတော့ရေးကမြေတွေနဲ့ထဲဖဲဝါကိုတပ်ဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးနောက်ပိုင်းမှာတော့ထဲဖဲဝါရဲ့စံပင်ကိုအသုံးပြုပြီးအောက်လန်းနဲ့ပြူစားခဲ့ပါတယ်ထဲဖဲဝါဟာသူ့ရဲ့ပါးစပ်ထဲကနေစံပင်လိပ်တွေထွက်လာတဲ့အထိဝေဒနာခံစားခဲ့ရပါတယ်ဒါကိုမြင်တဲ့ထားရီထက်ကလည်းထဲဖဲဝါတယောက်အောက်လန်းနဲ့ပြူစားခံနေရပြီဆိုတာသိသွားခဲ့ပါတယ်မေဖိုဆာယာကတော့ဒီလောက်နဲ့အားမရပါဘူးသူကထဲဖဲဝါကိုအမြန်ဆုံးနဲ့အနာကျင်ဆုံးတည်ဆုံးစေချင်တာပါဒါကြောင့်ရေးကကိုအပြင်းထန်ဆုံးဖြစ်တဲ့ Robis Tise ဆိုတဲ့မီးလုံးကျိန်စာကိုအသုံးပြုဖို့ခိုင်းစေခဲ့ပါတယ်ဒီကျိန်စာကတော့တကယ်ကိုကြောက်စရာကောင်းပါတယ်အဲ့ဒီကျိန်စာကိုလှုပ်ဆောင်ပေးဖို့အတွက်ရေးကမေဖိုဆာယာကိုသူ့နဲ့တညအိပ်ဖို့တောင်းဆိုခဲ့ပြီးဘေဖိုဆာယာကလည်းထဲဖဲဝါကိုတည်စေခြင်းနဲ့ဇောနဲ့သဘောတူလိုက်ပါတယ်ကျိန်စာရဲ့အစွမ်းကြောင့်ထဲဖဲဝါဟာကလေးမွေးဖွားတဲ့အချိန်မှာတကယ်ကိုထူဆန်းပြီးကြောက်စရာကောင်းတဲ့ဝေဒနာကိုခံစားခဲ့ရပါတယ်ကလေးဟာတဘာဝအတိုင်းမွေးဖွားမလာပဲထဲဖဲဝါရဲ့ကြောပြင်ကိုဖောက်ပြီးထွက်လာခဲ့ပါတယ်ဒီဖြစ်ရကြောင့်ထဲဖဲဝါဟာနေရာတင်ပဲအသက်ပြောက်သွားခဲ့ရပါတယ်ဒါပေမဲ့ကလေးလေးကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ထဲဖဲဝါတည်ဆုံးသွားပြီဆိုတဲ့သတင်းကိုအင်ဇင်မလေး Reses စီကနေကြားလိုက်ရတဲ့ခါရီခါဟာမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်သူဟာထဲဖဲဝါရဲ့အလောင်းကိုတွားရောက်တူးဖော်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခဲဘဲလို့ခေါ်တဲ့တင်မင်းနဲ့တူတဲ့မိစ္ဆာတကောင်ရောက်လာပြီးခါရီခါကိုကန့်လန့်မှုတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့ကလေးကိုသူ့စီပေးရမယ်ဆိုရင်ထဲဖဲဝါကိုအသက်ပြန်သွင်းပေးမယ်ဆိုတာပါပဲချစ်သူကိုပြန်တွေ့ကျင်တဲ့ဇောနဲ့ခါရီခါဟာဒီကတိကိုပေးလိုက်မိပါတယ်အဲ့ဒီနောက်မှာတော့ထဲဖဲဝါဟာအသက်ပြန်ရှင်လာခဲ့ပါတယ်ဒါပေမဲ့သူဟာအရင်လိုလူသားတစ်ယောက်မဟုတ်တော့ပဲကြောပြင်မှာအပေါက်ကြီးနဲ့လက်စားချေမဲ့နာနာဘာဝတရေမကြီးဖြစ်သွားခဲ့ပါပြီခဲဖဲဝါဟာသူ့ကိုဒုက္ခပေးခဲ့တဲ့သူတွေကိုတယောက်ပြီးတယောက်လက်စားချေပါတော့တယ်အစိုးဆုံးအနေနဲ့အောက်လန်းဆရာကျွေးရကိုခေါင်းကိုချေမော်ပြီးတက်ပစ်ခဲ့ပါတယ်ရွာထဲမှာလည်းထဲဖဲဝါရဲ့တရေချောက်တဲ့သတင်းတွေကြောင့်လူတွေအထိတ်တလန့်ဖြစ်ကုန်ကြပါတယ်ရွာကပုလိတ်တွေဖြစ်တဲ့နွင်းလေရဲနဲ့ဟဲဂွင်းတို့ဟာလည်းထဲဖဲဝါကိုတွေ့ပြီးကြောက်လန့်နေကြပါတယ်ခါရီခကသူတို့ကိုအကျိုးအကြောင်းပြောပြပြီး
Tedဖေဝါဟာသူ့ရဲ့ကလေးကိုကယ်ထုတ်ဖို့ကြိုးစားနေတာဖြစ်ကြောင်းဒါကြောင့်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ထို့ရဲ့ဆက်ကတောကြနေညမှာတော့ Tedဖေဝါဟာ Resi Gorio ရဲ့အိမ်တော်ထဲကိုအင်စီမလေး Rexes အဖြစ်ရုပ်ဖြတ်ပြီးဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ Before Saya ကတော့အောက်လန်းဆရာတယောက်စီကယထာတဲ့မန်ကိုအသုံးပြုပြီး Tedဖေဝါရဲ့ရုပ်စစ်ကိုမြင်သွားခဲ့ပါတယ်။အိမ်တော်ထဲမှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး Tedဖေဝါဟာ Resi Gorio ရဲ့လူမိုက်လောင်းကိုပါဇက်ထဲလောက်ကောင်တွေထည့်ပြီးတပ်ပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Tedဖေဝါဟာ Resi Gorio ကိုလည်းတပ်ပစ်ခဲ့ပြီး Mevo Saya ကိုလည်းသူတည်ဆုံးခဲ့တယ်လို့မျိုးကြောပြင်ကိုဖောက်ထွက်ပြီးတပ်ပစ်ခဲ့ပါတယ်။ Tedဖေဝါဟာသူ့ရဲ့ကလေးကိုပွေ့ချထားချိန်မှာတော့တကယ်ကိုငြိမ်းချမ်းသွားပုံရပါတယ်။ဒါပေမဲ့သူဟာလူသားမဟုတ်တော့ဘဲနာနာဘာဝဖြစ်နေတာကြောင့်ခါရီကနောက်ဆုံးမှာတော့အောက်လန်းဆရာပေးထားတဲ့တမိုးနဲ့ Tedဖေဝါရဲ့ဥခေါင်းကိုရိုက်နှက်ပြီးသူ့ရဲ့ဝိညာဉ်ကိုငြိမ်းချမ်းအောင်လုပ်ပေးလိုက်ရပါတော့တယ်။နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ခါရီခါဟာဂျော်ဟက်ဖေဝါနဲ့ယထာတဲ့သမီးလေးကိုသူ့ရဲ့သမီးရင်းလိုမျိုးကောင်းမွန်စွာပြုစုပြောထောင်ရင်းအေးအေးချမ်းချမ်းနေထိုင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။သမီးလေးကလည်း Tedဖေဝါလိုပဲနဗန်းပွဲတွေမှာသူ့အဖေကိုအားပေးနေတာကိုမြင်ရရင်ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်။ကဲအခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ရီကတ်လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့စကားတွေကိုရီကတ်လုပ်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့မူဘီနိုလေးခန်နယ်ကိုစခရိုက်လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။